ပေါ်လာတို့ကဘာပေါ်မှာအီဂျစ်ကပီရမစ်တွေအကြောင်းတော့ကြားဘူးပြီးသားဖြစ်မှာပါဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကအထိအမေရိကန်မှာလည်းခစ်တဲ့ပီရမစ်လို့ခေါ်ရမယ်လိုဝက်ချက်တွေအပြည့်နဲ့ကြောက်တိုင်ရှိခဲ့ဘူးတယ်ဗျအဲ့ဒါတော့အမေရိကန်နိုင်ငံရဲ့ Stonehenge လို့လူသိများတဲ့ဂျော်ဂျီယာလမ်းညွန်ကြောက်တိုင်ကြီးတွေပဲဂျော်ဂျီယာ Guidestone လို့လည်းခေါ်တယ်ဗျအဲ့ဒီကြောက်တိုင်ကြီးက1980ပြည့်နှစ်တုန်းကရုပ်တရက်ကြီးပေါ်လာတာဗျစုစုပေါင်းအလေးချိန်ကတန်ချိန်ပေါင်း100ကျော်တောင်လေးတယ်အမြင့်ကလည်း19ပေနဲ့3လက်မတောင်ရှိတဲ့ကြောက်တုံးကြီးဗျအဲ့ဒီထက်ကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကြောက်တိုင်ကြီးရဲ့ဒီဇိုင်းဆိုတာထက်အဲ့ဒီပေါ်မှာရေးထွင်းထားတဲ့ကြက်သိန်းထစရာစာသားကြီးနဲ့ထူးဆန်းတဲ့ဖြစ်ရတွေပဲပထမအဦးဆုံးလျှို့ဝှက်ချက်ကအဲ့ဒီကြောက်တိုင်တွေကိုဘယ်သူကလာပြီးစိုက်သွားလဲဆိုတာကိုအခုချိန်ထိမသိရသေးဘူးဗျ1989ခုနှစ်မှာ RC Christian ဆိုတဲ့လျှို့ဝှက်နာမည်နဲ့အဖိုးကြီးတယောက်ကဂျော်ဂျီယာပြည်နယ်ကကြောက်စစ်လုပ်ငန်းတွေစီကိုရောက်လာပြီးတော့အဲ့ဒီကြောက်တိုင်ကြီးကိုအပ်ခဲ့ရဗျသူပြောတာကျွန်တော်တို့ကတဲ့ကဘာပြက်ကတ်ကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာကြံရစ်တဲ့သူတွေအတွက်လမ်းညွှန်ချက်ပေးခြင်းလို့စိုက်ထူတာဆိုပြီးတော့ပြောခဲ့တယ်အဲ့ဒီခေတ်တုန်းကစီးပွားရေးအခြေအနေအရအလောက်တန်100ကျော်ရှိတဲ့ကြောက်တုံးကြီးတွေကိုတည်ပြီးတော့စိုက်ဖို့ဆိုတာအခုခေတ်ငွေကြေးနဲ့တက်ရင်တော့မှတိန်းထောင်ကြီးအကုန်ကြများမဲ့ကိစ္စကြီးဗျဒါကိုအဖိုးကြီးကပတ်စံအလကားပုံပေးတော့မှလာအပ်သွားတာဒါပေမဲ့သူ့ရဲ့နာမည်အရင်းကိုတော့ဘယ်သူမှမသိခဲ့ရအောင်ဘာဖြစ်လို့လူတွေဒီလောက်တောင်မှလမ်းခဲ့ကြလဲဆိုတော့ကြောက်တိုင်မှာကဘာသုံးဘာသာစကား10မျိုးနဲ့လမ်းညွှန်ချက်10ခုကိုရေးထားတာဗျာအဲ့ထဲမှာကဘာတစ်ခုလုံးကဘာပြတ်တော့မလို့တုံလို့သွားစေတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါတဘာဝပတ်ဝန်းကျင်နဲ့ရေရှည်များတောက်ဖို့အတွက်ကဘာလူဦးရေကိုတန်း900အောက်မှာပဲအမြဲတမ်းထိမ့်သိမ်းထားပါဆိုတဲ့စာသားကြီးပဲစဉ်းစားကြည့်ဗျာကျွန်တော်တို့ကဘာလူဦးရေကအခုချိန်မှာတန်း8000ကျော်နေပြီဆိုတော့အဲ့ဒီစာသားရဲ့အဓိပ္ပာယ်ရဆိုရင်လူတန်းပေါင်း9500ကျော်ကိုရှင်းထုတ်ပြရမလားဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပြီးတော့နောက်ပိုင်းမှာရေးထားတဲ့အချက်တွေကလည်းကဘာတစ်ခုပဲရှိရမယ်အစိုးရတစ်ခုပဲရှိရမယ်ဆိုတဲ့ပုံစံမျိုးတွေဗျာအစိုးရတစ်ခုကပဲတစ်ကဘာလုံးကိုအုပ်ချုပ်ရမယ်ပြီးတော့တစ်ကဘာလုံးမှာလည်းကဘာသုံး language တစ်ခုပေါ်ပေါက်လာရမယ်ဆိုတဲ့အစာတွေလည်းပါတယ်ဗျအဲ့ဒီကြောက်တိုင်ရဲ့နောက်ထပ်ထူးခြားချက်တစ်ချက်ကနက်ခတ်ဗေဒပညာတွေထည့်သွင်းထားတာဗျာအလဲကကြောက်တိုင်မှာဖောက်ထားတဲ့ဒီမျက်စိတစ်ပေါက်စာအပေါက်ကနေပြီးတော့တေချာလမ်းကြည့်လို့ရှိရင်မြောက်ဘက်ကဒူးဝင်ကျဲကိုတစ်နှစ်လုံးဘယ်ချိန်ကြည့်တက်မမတ်ကိုမှမြင်ရတယ်အဲ့လိုမျိုးပဲအပေါ်ကကြောက်တိုင်မှာဖောက်ထားတဲ့အပေါက်ကနေပြီးတော့နေအောင်ကြီးကျလာတဲ့ပုံစံကိုတွက်ချက်ပြီးတော့နေရတဲ့လတွေကိုအတိအကျသိနိုင်အောင်လို့ကိုမှဖန်တီးထားတာဗျာဆိုတော့တကယ်လို့ကဘာပြက်ပြီးတော့မှနီးပညာတွေအကုန်လုံးဆုံးရှုံးသွားခဲ့ရင်တော့မှကြံရတဲ့လူသားတွေအတွက်အချိန်နဲ့နေရာကိုတွက်ချက်နိုင်မှုအတွက်လမ်းညွှန်မှုတိစောက်ထားတယ်ဆိုပြီးတော့အကုန်လုံးကယူဆခဲ့ကြတာဒါပေမဲ့အဲ့ဒီကြောက်တိုင်ကြီးတွေက10စုနှစ်4ခုလောက်ကြာအောင်လို့မန်နဲ့ရဲ့ထိမ့်မဲ့လို့အမြဲတမ်းပြောခံရပြီးတော့ပကြီးစေးနဲ့လိုင်းမုတ်တာမျိုးတွေလည်းခဏကြုံခဲ့ရတယ်နောက်ဆုံးဆက်သိမ်းရတော့ရုပ်ရှင်တွေအတိုင်းပဲဗျာ2022ခုနှစ်ဇူလိုင်လ6ရက်နေ့မနက်အစောပိုင်းမနက်4နာရီလောက်ဝန်းကျင်မှာတယောက်ကအဲ့ကြောက်တိုင်ကြီးကိုဘုံခွဲပြီးတော့ဖျက်ဆီးလိုက်တာကြောင့်မလို့အဲ့နေရာမှာပဲပျက်စီးသွားခဲ့ရတယ် CCTV မှတ်တမ်းတွေအရဘုံကွဲပြီးတော့နဲ့ကားတစ်စီးအမြန်မောင်းထွက်သွားတာကိုပဲတွေ့ရပြီးတော့ဘသူခွဲလဲဆိုတာလဲအခုချိန်ထိဒီနေ့ထိတော့မှလက်တရာမပေါ်ဘူးအစိုးရလည်းဘေးကင်းလုံခြုံရေးရဆိုပြီးတော့ကြံတဲ့မပြိုသေးတဲ့ကြံခဲ့တဲ့ကြောက်တိုင်အပိုင်းတွေကိုလည်းအကုန်လုံးဖြိုချလိုက်တယ်အခုဆိုရင်တော့အဲ့နေရာမှာဘာမှတော့မရှိတော့ကြောက်တိုင်ကိစ္စဖြိုလိုက်လို့ပြီးသွားတယ်ဆိုရင်နောက်ထပ်ထူးဆန်းတဲ့အဖြစ်အပျက်တွေလည်းရှိသေးရဲ့ဗျလူတွေကအဲ့ကြောက်တိုင်ရဲ့အောက်မှာ time capsule လို့ခေါ်တဲ့အချိန်တက်တာကိုမြုပ်ထားမယ်ဆိုပြီးတော့ကောလာဟာလာတွေထွက်လာသေးတယ်အဲ့ဒီကောလာဟာလာတွေထဲမှာအချိန်တက်တာထဲမှာကဘာပြည့်ရင်သုံးဖို့အတွက်လျှို့ဝှက်နီလန်းတွေပါလိမ့်မယ်ဆိုပြီးတော့လူတွေကယူဆခဲ့ကြတယ်ဒါပေမဲ့မြေတူးစက်နဲ့အောက်ကိုတူးလိုက်တဲ့အခါမှာတော့အောက်မှာတော့ဘာမှရှိမနေဘူးဗလာတက်ကြီးပဲဖြစ်နေရဗျာဒါကြောင့်မလို့အဲ့ဂျော်ဂျီယာဂိုင်းစတုံးဆိုတဲ့ကြောက်တိုင်ကြီးတွေကဘသူတွေကဘာအတွက်လာပြီးတော့စိုက်ခဲ့ရလဲဘာကြောင့်မလို့ဘုံခွဲသွားရလဲဆိုတဲ့ဗဟိနီတွေကအခုချိန်ကြီးကဘာပေါ်မှာလျှို့ဝှက်ချက်အနေနဲ့ပဲရှိနေတုံးပဲဗျဆိုတော့ဘော်ရာတို့ကဘယ်လိုမြင်လဲဗျအဲ့ဒီကြောက်တိုင်ကြီးတွေကကဘာကြီးကိုတကယ်ပဲလမ်းညွှန်မှုအတွက်ရေးခဲ့ရလားဒါမှမဟုတ်လျှို့ဝှက်အဖွဲ့အစည်းတွေရဲ့ကဘာဖြတ်မဲ့စီမံကိန်းလားဘယ်လိုမျိုးမြင်လဲဗျအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကျွန်တော်တို့မှလည်းပါ